တချို့လည်းပြောလိုက်မယ်နိုင်သွားရွယ်ဘာဖြစ်နေရလဲပေါ့โอเคနိုင်သွားပြီးတဲ့နောက်တော့နိုင်သွားခြင်းလောက်အရေးပါတာမရှိတော့ဘူးဆိုပေမဲ့ကျွန်တော်မနိုင်သေးခင်အခြေအနေတွေကိုစဉ်းစားရတယ်အဲ့တော့ဒီအသင်းကကိုယ့်ကိုစိတ်အေးလက်အေးနေခွင့်ပေးသလားဆိုရင်တော့အဲ့ဒီအပိုင်းမှာတော့အာဆင်နယ်ကစားတာအဆင်မပြေဘူးပြီးတော့အရေးကြီးတိုင်းတကိုးပဲတွင်ကြည့်လားစဉ်းစားစရာပွဲရအရေးကြီးသွားပြီဆိုရင်ကိုပြက်တွင်းခွင့်မရှိတော့ဘူးလားအဲ့လိုမဟုတ်အာဆင်နယ်ကိုရောက်ဖို့ကြိုးစားနေတာ2-0ကို3-0ကိုကိုရောက်ဖို့ကြိုးစားနေတာထိန်းကစားနေရမဟုတ်ထိန်းကစားနေပွဲကိုထိန်းကစားတဲ့ဒီရည်ရွယ်ချက်နဲ့ကစားပြီးတော့1-0ဖြစ်နေတာမဟုတ်ကိုထက်ရောက်ဖို့ကြိုးစားနေရင်လည်းလုံနိုင်စွမ်းမရှိဘူးဆိုတဲ့အခြေအနေကိုမြင်ရတာအဲ့လုံနိုင်စွမ်းမရှိဘူးဆိုတဲ့အနေအထားမှာဘယ်အချိန်ကိုပြန်ပေးရမလဲဆိုတာကိုတပွဲလုံးစိုးရင်ရတာအဲ့တော့နောက်ဆုံးတော့နိုင်သွားတယ်မဟုတ်လားโอเคအဲ့ဒါအဆင်ပြေတယ်နောက်ဆုံးတော့နိုင်သွားအဲ့ဒါသူ့ထက်ရေးကြည့်တာမရှိတော့ဘူးဒါပေမဲ့မနေ့အဲ့ရနိုးတဲ့အချိန်ပေါ့အကြောင်းမျိုးမျိုးနဲ့ဒီညနေပွဲကိုမကြည့်နိုင်ကြဘူးမနေ့မိုးလင်း reserve လေးကိုကောက်ဖွင့်လိုက်တယ်1-0 okay အဲ့အတွက်ပြဿနာမရှိဘူးကြည့်နေတဲ့သူတွေအတွက်ကတော့တော်တော်ပြဿနာရှိတယ်အဓိကဒီလိုမျိုးဂျင်းနဲ့ကြက်တဲ့အခြေအနေမျိုးမှာတက်တောင့်တက်တာနဲ့ပွဲတစ်ပွဲကိုခဲလုပ်လိုက်တယ်ဆိုတဲ့အရာမျိုးတော့လိုချင်မိတာ